အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ One Star Football Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ channel လေးကဘောလုံးပွဲတွေကိုစိတ်ဝင်စားလို့အပျော်သဘောဖြစ်ဖြစ်အပေါ်ဝင်ရကြလို့ပဲဖြစ်ဖြစ်စောင့်နေကြတဲ့ညီကိုတွေအတွက်ကျွန်တော်ရဲ့ channel လေးကကျွန်တော်အတွေ့ကျွန်တော်အယူဆရတဲ့ကိုက်ညီတဲ့ပွဲတွေတွေကိုရွေးထုတ်ပြီးတော့သုံးသက်ရွေးချက်ပေးသွားမှာဖြစ်တယ်ဒါပြင်မှာဗီဒီယိုရဲ့နောက်ဆုံးမှာ One Star ကစောင့်နေကြတဲ့ညီကိုတွေအတွက်ဝင်းလူစော့ကစားခြင်းသာမကတခြားရွေးချယ်ခြင်းများကောင်းတဲ့နည်းလမ်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့် Wine ဘက်မှာစောင့်နေကြတဲ့ညီကိုတွေလေကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်သွားကြပါ။တခြားညီကိုတွေကတော့အပီးဒီမကြည့်လဲရတယ်ပေါ့ဗျာ။ Wine ဆိုမှာပြောနေတဲ့အကြောင်းကြည့်ချင်ဘူးဆိုရင်လည်းမစော့ဘူးဆိုရင်လည်းကြည့်နေပေါ့ဗျာ။ဒါပေမဲ့ဒီရွေးချယ်မှုတွေကလည်းမစော့တတ်သေးတဲ့လူတွေအခုမှ Wine ဘက်ကိုစပြီးတော့စော့တဲ့လူတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့ပြောပြပေးတာဖြစ်တယ်။ညီကိုတို့ကြိုက်ရင်အဆင်ပြေရင်သဘောကျရင်ဒါလေးတွေစမ်းကြည့်ကျွန်တော်အတိတ်ကြည့်ပြတော့မဟုတ်ဘူးเนาะရိုးရိုးတန်းအနိုင်ရှုံးထိုးမယ်ဆိုရင်နှစ်ဆတော့ရမယ်ဟာကိုကျွန်တော်ပြပြရတဲ့နီလန်းလေးတွေကနှစ်ဆကျော်သုံးဆနီးပါးလေးတချို့ဟာလေးဆိုရှိတယ်ဗျအဲ့ဒါလေးကိုကျွန်တော်ကသိရအောင်လို့မသိသေးတဲ့ညီကိုတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ဒါလေးကိုပြပြတာဖြစ်တယ်โอเคဒါဆိုကျွန်တော်ဒီနေ့ပွဲလေးဖြစ်တဲ့ Wolverhampton နဲ့ Manchester United တို့ပွဲစဉ်လေးကိုကျွန်တော်တို့စပြီးတော့ကြည့်လိုက်အောင်ဒီနေ့မှာအဝေးကွင်းလာကစားတဲ့မန်ယူက Wolverhampton ပေါ့နော်တလုံး40နိုင်ကိုကောင်းကြီး3လုံး50နိုင်ဆိုပြီးတော့အခုမနေ့ပိုင်းမှာဖွင့်လှစ်ပေးတာတွေ့ရတယ်ညနေပိုင်းကြီးပြောင်းသွားရင်တော့ဘယ်လိုလာမလဲတော့မသိဘူးဗျအခုတော့ကျွန်တော်ကမနေ့ပိုင်းကြီးနေပဲပြောနေတာဆိုတော့ဗျာโอเคဒါဆိုကျွန်တော်တို့ Wolverhampton ရဲ့အခြေအနေလေးချက်သွားကြည့်လိုက်ရင် Wolverhampton အခုလောဆယ်မှာ14ပွဲဆော့ထားတယ်ဗျာနိုင်ဝက်တစ်ပွဲမှမရှိဘူးတေးနှစ်ပွဲကြာထားတယ်ရှုံးတာ12ပွဲတစ်ပွဲမှမနိုင်သေးတယ်ဗျာရမှတ်ကလည်း2မှတ်ပဲရသေးတယ်အဲ့လိုအခြေအနေမျိုးမှာရှိတယ်Wolverhamptonအခြေကဒီနေ့တော်တော်လေးကိုစိုးတယ်ဗျနိုင်ဝက်တစ်ပွဲမှမရှိဆို14ပွဲဆော့ရင်နိုင်ဝက်တစ်ပွဲမှမရှိဆိုတော်တော်လေးကိုစိုးတယ်သူခုနောက်ဆုံးဆော့ခဲ့တဲ့ Forest နဲ့ပွဲမှာဆိုရင်ဗျာအိမ်ဝင်းမှာဆော့ရတယ်ဒါပေမဲ့သွင်းကူးတကူတော့မရအောင်1-0နဲ့ရှုံးတယ် Forest ကိုပေါ့နော်အဲ့ရှိမှလေဗီလာတို့ Palace တို့ပဲချယ်ဆီတို့နဲ့လည်းကန်တယ်အကုန်လုံးဒီ9ပွဲမှာနောက်ဆုံး9ပွဲမှာတကူးမှမသွင်းနိုင်တယ်ဗျတကူးမှမသွင်းနိုင်တာဗျသူနောက်ဆုံး6သွင်းခဲ့တဲ့ပွဲကဘန်လီနဲ့ပွဲအိမ်ဝင်းမှာကန်ရတာပေါ့နော်ရ9-2သွင်းခဲ့တယ်ဒါပေမဲ့2-3နဲ့ရှုံးတာပဲသူရှုံးတာပဲအဲ့တပွဲပဲသူနောက်ဆုံး6သွင်းခဲ့တဲ့ပွဲပေါ့ဒီနောက်ဆုံး9ပွဲတကူးမှမသွင်းဘူးWolverhamptonဘယ်လောက်ထိချိန်နေစိုးလဲဆိုရင်သူကတန်တက်အတင်း3သင်းစလုံးမနိုင်တာဗျဘန်တွေလည်းမနိုင်ဘူးဆန်လန်လည်းမနိုင်ဘူးပြီးတော့လိကိုလည်းမနိုင်ဘူးတန်တက်3သင်းကိုလည်းမနိုင်ဘူးလက်ရှိငကိုရှိပြီးသားပရီးမီးယားလိအတင်းတွေကိုလည်းတပွဲမှာလောဆယ်မှာကန်ခဲ့သမျှပေါ့နော်ပွဲတွေနေတယ်မှာတပွဲမှလည်းမနိုင်သေးဘူးဗျWolverhamptonချိန်တွေကလောက်ထီကိုဒီနှစ်မှာတော်တော်လေးစိုးတယ်စောစီတန်းစင်းသွားဖို့တက်တော်မှာပဲတေချာသွားဖို့အနေထားမှာရှိတယ်ဗျWolverhamptonကသွင်းကိုအနေထားနဲ့ကြည့်ပြန်တော့လေသွင်းကိုကလည်း9-9ပဲရှိတယ်ဗျ14ပွဲမှာ9-9တပွဲမှာ 0.5 ပဲရှိတယ်နောက်ပွဲမှာတကူသွင်းနိုင်တဲ့အချိန်မျိုးမှာဖြစ်နေတယ်ဗျပေးကိုများလို့ပေးကိုတော့များတယ်ဗျပေးကိုက29ကိုရှိတယ်သူနဲ့အတူတူလိနဲ့သူနဲ့ပေးကိုတူတူပဲဗျ29ကိုစီပေးကိုများဆုံးဖြစ်အတူတူရက်တည်နေတယ်ပေါ့လိကသူ့ထက်ကိုပိုသွင်းထားတယ်19ကိုတော့သွင်းထားတယ်ဒါပေမဲ့သူက9-9ပဲသွင်းထားတယ်အဲ့လိုအခြေအနေမျိုးမှာရှိရဗျဦးရဲ့အခြေအနေက14ပွဲမှာ2-9ပဲရခဲ့တာ2မှတ်ပဲရခဲ့တာတော်တော်လေးကိုအခြေအနေဆိုးတယ်သူ့ပေါ်မှာဆိုရင်ဘန်လေးရှိမယ်ဗျာဝက်ဆန်းရှိမယ်ဗျာဘန်လေးဆိုရင်10မှတ်ရထားပြီသူနဲ့10မှတ်กว่าတယ်အဲ့ထက်မှာဝက်ဆန်းရှိတယ်13မှတ်ရှိတယ်ဒါတော့သူ့အနေနဲ့ဒီလိုမျိုးဂျားထဲမှာ10မှတ်လောက်กว่าတယ်ဆိုတော့10မှတ်ဆို3ပွဲစာလောက်ရှိရဗျာနော်3ပွဲစာလောက်ကိုသူဘယ်လိုမျိုးနောက်ပိုင်းနေမှာသူဘယ်လိုလိုက်ပြီးတော့ဖြစ်မှာလဲလိုက်ပြီးတော့မိအောင်လိုက်နိုင်မှာလဲပေါ့နော်စောစီတန်းဆင်းဖို့အတွက်တောင်မှပဲဖြစ်သွားနိုင်တယ်ဗျသူကပွဲ20လောက်ကန်ပြီးသွားရင်တော့မှပဲတန်းဆင်းရမှာမသိဘူးဦးရဲ့အခြေအနေကအဲ့လောက်ထိကိုအခြေအနေတော်တော်ဆိုးတယ်ဒါတော့မှနီးပြပြောင်းလာတာဗျနီးပြပြောင်းလာတာအခုမန်ယူပွဲကန်မယ်ဆိုရင်သူက4ပွဲမြောက်တော့အောက်ကန်တာပေါ့ဗျ4ပွဲမြောက်သူကန်တာဒီမန်ယူနဲ့ပွဲနေဆိုရင်4ပွဲမြောက်ပေါ့အရှိမ3ပွဲကန်ခဲ့ပြီးသွားပြီတပွဲမှလည်းမနိုင်ဘူးเนาะပိုဆိုးတာကတကူးမအောင်မသွင်းဘူးသူကန်ခဲ့တဲ့ပွဲ3ပွဲစလုံးမှာ
တကူမှမသိမနဲ့2စီတွေ1စီတွေနဲ့ပဲရှုံးခဲ့တာပဲဘာမှတိုးတက်တာတော့မရှိဘူးဗျဒီအနီးပြနဲ့လေအဲ့တော့ဘူးရဲ့အခြေအနေကတော့တော်တော်ကိုမှစိုးရင်စရာကောင်းနေပြီဒီတက်ပို့ပြီးတက်လာဖို့ကလည်းတိတ်ပြီးတော့လမ်းမမြင်ဘူးဗျတိုက်သွင်းပြတဲ့လာစင်ဆိုလို့ချက်အသင်းကိုတကူပဲရသေးတယ်ဆိုတော့စင်ပြေဘူးဗျဘူးကတော့ဒီနှစ်တော့အဲ့ဆိုရင်ဒီညမှာဘူးကတလောက်ထိစုပ်ပြတ်တက်နေတယ်ကြောင့်မဟုတ်ဘူးဗျာကျွန်တော်တို့ရဲ့သခင်ကြီးပေါ့သခင်ကြီးမှန်ယူရောပုံအောပြီးရုံလိုက်ကြမလားပုံအောပြီးတော့အမှန်ယူဒီပွဲမှာနိုင်မယ်ဆိုရင်ကျွန်တော်တို့ပုံအောပြီးတော့ထိုးလိုက်ကြရမှာလားမိုင်းကလည်းကျွန်တော်တို့ကိုညီကိုတို့တည့်ရတိုင်းပဲမထင်မှတ်တဲ့ပွဲဆိုရင်နိုင်တယ်လီဗာပူးကိုအဝေးကမှဖြတ်နိုင်လိုက်တာတွေနော်အဲ့လိုမျိုးတွေဆိုတော့လေမန်ယူကြတော့လေသူကလေနိုင်လိုက်ရှုံးလိုက်တစ်ပတ်တစ်ပွဲကန်တယ်တစ်ပတ်မှာနိုင်မယ်သူအများဆုံးနိုင်နေတာ၄ပွဲဆက်လာမသိနော်သူအများဆုံးဇက်တိုက်နိုင်နေတာဆို၄ပွဲဆက်ပဲရှိတယ်ပြီးတော့ရှုံးလိုက်နိုင်လိုက်နေပဲလုံးဝကြာလိုက်နေတဲ့အသင်းဆိုတော့ဘယ်လိုပဲနေပါကျွန်တော်တို့ကတော့ဒီအသင်းရဲ့ခြေစွမ်းထက်ဆိုင်ကျွန်တော်ကအာရှဖွင့်နေကြည်တွေနဲ့ပဲကျွန်တော်ကကြည့်ပြီးတော့စော့တယ်ပြီးတော့အသင်းဆွဲအနေနဲ့ရှိတယ်ဗျကျွန်တော်ကလည်းအာဆင်နယ်ဖန်ဒါပေမဲ့အာဆင်နယ်ပွဲတွေဆိုရင်ကျွန်တော်သိမရွေးဘူးဗျကျွန်တော်ကနည်းနည်းလေးအာဆင်နယ်ပွဲတွေဆိုရင်ကျွန်တော်ရဲ့ကိုကြိုက်တဲ့အသင်းဆိုတော့ဗျနည်းနည်းလေး personal feeling နဲ့လည်းပါတယ်ဗျအဲ့တော့များသောအားဖြင့်ရှောင်းတာများတယ်ကျွန်တော်သိမရွေးခြင်းဘူးတခြားပွဲတွေပဲရွေးတာများတယ်ဗျโอเคဒါဆိုရင်ကျွန်တော် Man U ရဲ့အခြေအနေလေးကဘယ်လိုလဲဆိုတော့ကျွန်တော်တို့လည်းချက်ပြီးတွားကြည့်လိုက်ရအောင်နော်ဟုတ်ပြီကျွန်တော်ဒီညမှာ Man U ကအဝေးကွင်းသွားကန်ရမှာဆိုတော့ဗျာကျွန်တော် Man U ရဲ့အဝေးကွင်းခြေစမ်းအကြောင်းလေးကိုကျွန်တော်နည်းနည်းပြောကြမယ် Man U ကအဝေးကွင်း9ပွဲမှာ2ပွဲနိုင်ထားတယ်3ပွဲတည်2ပွဲရှုံးတယ်ညာကိုက10ဂိုးရှိတယ်ပေးကိုက13ဂိုးရှိတယ်သူနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း9ပွဲပေါ့နော်အဝေးကွင်း9ပွဲမှာဆိုရင်ပဲလီရှိမယ်စပါးရှိမယ် Forest ရှိမယ်နောက်ပြီးတော့ Bradford ရှိမယ်နောက်ပြီးတော့ City လားCity ချင်တယ်ဟုတ်တယ်အဲ့ဒါရှိမယ်ဗျာအဲ့လိုမျိုး9ပွဲရှိတယ်ဗျအဲ့ထဲမှာမှသူက Bradford ကို 3-1 နဲ့ရှုံးထားတယ်နောက်ပြီးတော့ City ကို 3-0 နဲ့ရှုံးထားတယ်ဒီလိုမျိုးပေါ့နော်မန်ယူကနောက်ဆုံးအဲ့ရှုံးတာဆိုလို့သူက City ကို 3-0 Bradford ကို 3-1 အဲ့နှစ်ပွဲပဲရှုံးထားတယ်ဗျာနောက်ဆုံးအနီးကပ်ဆုံးသူဆော့ခဲ့တဲ့အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ Palace နဲ့ပွဲမှာဆိုရင် 1-2 နဲ့ Palace ကိုနိုင်ထားတယ်နိုင်ခဲ့တဲ့နှစ်ပွဲကိုလည်းကြည့်လိုက်အောင်သူအဝေးကွင်းနိုင်ခဲ့တဲ့နှစ်ပွဲကလီဗာပူးရှိမယ် Palace ရှိမယ်လီဗာပူးအိမ်ကွင်းမှာလီဗာပူးအိမ်ကွင်းနဲ့ Palace ရဲ့အိမ်ကွင်းမှာသူကထားနိုင်ထားတာဗျနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်းပွဲမှာပေါ့နော်အဲ့လိုပဲအဲ့ကြောင့်မို့ဒီမန်ယူကသူ့ရဲ့ခြေစမ်းကပေါ့နော်မထင်တဲ့ပွဲတွေမှာဆိုထနိုင်တယ်တကယ်တမ်းဖူဗန်တို့ဘာလို့လဲတွေ့တဲ့ပုံမှာတည်တော့ကြရဆိုတော့အဲ့လိုပွဲမှာကျတော့သူကတည်လောက်ပဲဆော့တယ်ဘယ်လိုမှတော့ခမန်းနဲ့ခတ်တယ်ဗျမန်ယူကဒီလားအဲ့လိုမျိုးမှာရှိတယ်စပါးကိုဆိုရင်2-2လို့ Forest ကိုဆိုရင်2-2လို့အဲ့လိုမျိုးလေးသူကကန်ထားတယ်ဒါကျွန်တော်တို့သခင်ကြီးမန်ယူပေါ့နော်အဲ့ပွဲတွေမှာကျွန်တော်ကြည့်လိုက်တာမန်ယူကမန်စီးတီးနဲ့ပွဲရလွဲလို့ကျန်တဲ့ပွဲတွေအကုန်လုံးမှာသူကအဝေးကွင်းကနေပြီးတော့ဂိုးပြန်သွင်းနိုင်တယ်ဗျဂိုးပြန်သွင်းနိုင်တယ်နှစ်သိန်းပေါင်းသွင်းကိုကလည်း2ဂိုးနဲ့အထက်မှာရှိတယ်အနေဆုံးက1-2ဗျ1-2တွေ2-2တွေပြီးရင်3-1တွေအဲ့လိုမျိုးဆိုတော့အဝေးကွင်းမန်ယူကအဝေးကွင်းသွားကန်တဲ့ခါကျရင်ဂိုးလည်းသွင်းတယ်ဂိုးလည်းပြီးတယ်ပေါ့ဗျာနော်ဒါမန်ယူရဲ့အဝေးကွင်းခြေတန်းအဲ့လိုမျိုးရှိတဲ့မန်ယူကဒီနေ့ညမှာဝူးရဲ့အင်ကွင်းမှာကျွန်တော်တို့သွားပြီးတော့အဝေးကွင်းသွားကန်ရမယ်ဝူးရဲ့ကွင်းသွားကန်ရမယ်ဒါပေမဲ့တစ်ဖက်ကကြည့်တော့လေဝူးကဂိုးမရဘူးဗျဂိုးမရဘူးဂိုးသွင်းဒီနောက်ဆုံးကဘက်မှာဂိုးတကူမှမသွင်းထားတဲ့အသင်းမန်ယူကကြတော့အဝေးကွင်းသွားကန်ရင်ဂိုးတော့သွင်းနိုင်တယ်ဒါပေမဲ့ဂိုးတော့ပေးရတယ်အဲ့ဆိုရင်ဒီညမှာမန်ယူကအဝေးသွားကန်တဲ့အတွက်ကြောင့်မလို့ဂိုးကထားပါတော့မန်ယူကဂိုးသွင်းမယ်ဗျာအဲ့ဆိုဝူးကဂိုးမရဘူးဆိုရင်ကျွန်တော်2-0လား3-0လားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမှန်းလို့ရမယ်မန်ယူနိုင်မယ်ဆိုရင်ပေါ့ဗျာမန်ယူနိုင်ဆို2-0 3-0ပေါ့2-0ဆိုရင်ကျွန်တော်တို့အခုညနေဖွင့်လှစ်ပေးထားတယ်ကျွန်တော်တို့ကို body J ဖြစ်တဲ့တစ်လုံး30နိုင်ဆိုတဲ့ကြီးကကျွန်တော်2-0ဆိုတာနဲ့ပြည့်ပြီဗျာ2-0ဆိုတာနဲ့ပြည့်ပြီဟုတ်လားတစ်လုံးသွင်းတာနဲ့စပြီး30စားပြီဗျာငါကိုသွင်းအပြည့်ပေါ့တကယ်လို့များဝူက
တကိုးသွင်းခဲ့မယ်ဆိုရင်ကျွန်တော်ပြီးတော့ဒီညမှာကျွန်တော်ကဝူးစီကနေလေကျွန်တော်ကဂိုးလေးတကိုးတော့မြင်မယ်လို့မြင်ရမယ်လို့ကျွန်တော်ထင်တယ်ဗျဘာလို့လဲဆိုတော့ဗျာဒီအတင်းတစ်တင်းကငါးပွဲစက်တိုက်ကြီးဂိုးမသွင်းနိုင်ဘူးဆိုတော့ကစားသမားရဲ့စိတ်ထဲမှာဟာငါ့ကိုတင်းကဂိုးတော့မသွင်းနိုင်ဘူးပေါ့အဲ့လိုမျိုးကကိုတော့မသွင်းနိုင်ဘူးတော်တော်အချိန်တော်တော်လေးကိုစိတ်တကြနေတယ်မှာတော်တော်လေးစိတ်တကြသွားမယ်ပေါ့နော်ကစားသမားတွေရောနီးပြတွေရောအကုန်လုံး pressure မှာတော်တော်ပြိနေပြီဗျအဲ့တော့အဝေးကွင်းသွားကန်တဲ့ချိန်တိုင်းမန်ယူကပေးဂိုးလေးတွေရှိရဆိုတော့ကျွန်တော်ဒီညမှာဝူးရဲ့ဘက်ကနေလေဂိုးလေးမြင်ရမယ်လို့ယူဆတယ်ပြီးတော့ဒီညနေကြီးပြောင်းလေးပါဗောနော်ဂိုးပေါင်းကြီးက3လုံး40လေး10လောက်ပေါ့ဗျာ10လောက်ကျသွားတာလေးကိုလေကျွန်တော်နည်းနည်းလေးသတိထားမိတယ်ဗျဒါကြောင့်မလို့ဒီညမှာဒီမန်ယူနဲ့ဘူဗာဟတန်ပွဲလေးပါဗောနော်မန်ယူကတကယ်လို့နိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်ကတော့1-2တို့2-3တော့ဖြစ်နိုင်မှုတင်တယ်ဗျ1-3တို့ဘာလို့ဖြစ်မယ်ဘော်ဒီရောကိုပေါင်းဇုံအောင်ပေးမလားကတော့မပြောတတ်ဘူးဗျတခါကျရင်လဲဟိုဘူကီလွတ်သွားတဲ့ပွဲတွေပါလေရှိတယ်ဗျသူတို့ရဲ့ control အောက်ကနေလွတ်သွားတဲ့ပွဲရှိတယ်အဲ့တော့အဲ့လိုပွဲကျရင်ဘော်ဒီရောကိုပေါင်းတွေရောဇုံအောင်တတ်တယ်ဗျဒါပေမဲ့အနိုင်ဆုံးကကျွန်တော်ကတော့ဒီပွဲလေးမှာကျွန်တော်1-2ဆိုတဲ့အပေါက်လေးကိုကျွန်တော်ကတော့မှန်းထားတယ်မန်ယူနိုင်ရင်လည်းပြ30 40ပေါ့ဗျာနိုင်မယ်ကံမန်ကောင်းဆိုရင်လည်းတော့မှပဲ2-2တွေပါတော့မှဖြစ်သွားမလားမသိဘူးဗျအခုကလည်းဒီနောက်ဆုံးသူကစားခဲ့တဲ့ Brighton နောက်ဆုံးသူကစားခဲ့တဲ့ဟိုဟာလေးပေါ့ဗာလဲ Forest နဲ့ပွဲမှာနည်းနည်းလေးတော့စောအားလေးတော့နည်းနည်းလေးမြင်ရတယ်ပေါ့ဗျာကထားပါတော့အခုကဒါသူရှိရဂိုးလေးမြှုံမှန်းထားတဲ့အကြောင်းကျွန်တော်ပြပြတာအဲ့တော့ဒီညမှာမန်ယူနဲ့ဝူးနဲ့ပွဲမှာကျွန်တော်ဝူးရှိရတကိုးလေးကိုမျှော်လင့်နေမန်ယူကလည်းဂိုးသွင်းမယ်အဲ့တော့ဒီနှစ်သင်းအတွက်ကျွန်တော်ဒီညမှာဝူးနဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်အတွက်ကျွန်တော်ရဲ့ရွေးချယ်မှုကမန်ချက်စတာယူနိုက်တက်ဂိုးပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ချင်ပါတယ်နောက်ဗီဒီယိုတစ်ခုကျွန်တော်တင်ရမှာဗျအခုဗီဒီယိုတော်တော်လေးရှည်သွားတယ်အဲ့တော့လေးတောင်းပါပါတယ်နောက်ဗီဒီယိုတစ်ခုမှာကျွန်တော် voice back ကညီကိုအတွက်တက်ခုထိုက်ပြီးတော့ရွေးချက်ပေးပါမယ်အဲ့ဒါလေဒီကိုပေါင်းအပေါ်မှာလည်းအခြေခံပြီးတော့ကျွန်တော်တခြားစောင့်နီလေးတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေအားလုံးအပင်ရတဲ့အပေါင်းပြကြပြီးတော့ရွေးချက်မှုတွေထပ်တူကြပါသေးဗျာအားလုံးကျေးဇူးတင်ပါတယ်